ရိုက်ကဲဒီနေ့တော့ကျွန်တော်တို့ကင်းသားရဲ့အရှိတ်ဘက်မှာအရှိတ်ဘက်မှာရှိတယ်တောင်ရောတွေမှာရှိတယ်ရွှေကြက်တောင်ကြီးအောင်တော့ပါတယ်ခါမှမရဘူးပါဘူးကြားလည်းမကြားဘူးတော့စကားစမိတို့ဒေတာကနေနဲ့ပြောဆိုရင်လည်းစိတ်ဝင်စားတာနဲ့ပိတ်ရကလေးပါမိသားစုနဲ့ကျွန်တော်တို့ကားနှစ်စီးနဲ့ထွက်လာတာဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်မန်းလေးလမ်းဟောင်းတိုင်းသွားပြီးတော့မှကင်းတာမရောက်ခင်မှာညာဘက်ချမ်းမှာဒီမြမအလဲကျေးမုံတရဲသာတိုက်ကိုသွားတဲ့လမ်းဆောင်ရှိပါတယ်အဲ့လမ်းဆောင်ကနေညာချိုးပြီးတော့မှသွားပြီးတော့မှခဲရက်တဲ့လမ်းတွေ့မှာဖြစ်ပါတယ်အဲ့ဒီခဲရက်တဲ့လမ်းရတာကျွန်တော်တို့ဒီနေပြီးတော့ဒီတက်ကိုရမဲတဲ့ရနေဟိုကကြောက်စရာနေပေါ့ပြန်ပြီးမြေမျိုးတွေဖြစ်တဲ့လမ်းပေါ့နော်အတွင်းလမ်းလို့လည်းခေါ်တော့ဒီလမ်းကလည်းတကယ်တော့ရှင်းပါတယ်ကားစီးများမယ်ဆိုင်ကယ်စီးများမယ်ဆိုရင်အဲ့လမ်းတွေတော့လည်းဆိုင်စီးရအောင်ကားလည်းရှင်းတယ်ဘောင်းလို့ခေါ်ပါတယ်ခုတော့ဒါကျွန်တော်တို့ဝယ်လာပါပြီဒါမြန်မာအလဲတရင်စာလမ်းကိုဝယ်လာပါပြီဒါဘယ်ညာမှာတော့ဒါတရက်ပဲနေတယ်ဒီချင်ကတော့တရက်သီးတွေပူတရက်ကဲနေတယ်စင်းစင်းဆိုဆိုနေပေါ့ဗျာမြန်မာနိုင်ငံမှာတော့ဒါတပေါင်းလာရာသီဆိုတော့ရွာဟောင်းတွေကျူပြီးဒါရွက်လူတွေပူတဲ့ကာလာလည်းဖြစ်ပါတယ်ဒီမှာရိုးရတာလူတွေဖျားပွဲတွေညာဒေသမြေလက်ဒေသတွေအချင်းမကြတဲ့အချိန်ကာလာလည်းဖြစ်ပါတယ်အကြောင်းသားတွေလည်းဆောင်းပွဲကြီးနီးကပ်နေတာတွေရှိတယ်လို့ဖြေဆိုပြီးတာတွေလည်းရှိနိုင်တာပေါ့နော်ဒါပြီးနောက်တစ်လဆိုရင်တော့ဒါအကြောင်းတွေလည်းပိတ်ပါပြီဒါကလေးတွေလည်းပြောကြတဲ့ကာလာတွေပေါ့ဒီကာလာတွေတို့ကျွန်တော်တို့ငယ်ငယ်တွေကဒါလက်ပံမင်းတွေလက်ပံပွင့်တွေကောက်တယ်ပေါက်ပွင့်တွေဆိုတာခူပြီးစော့ကြတယ်ကျွန်တော်ပေါက်ပွင့်တွေအရန်လာနေရဲလက်ပံမင်းတွေဒီလိုပါပြီးဖျားပွဲတွေရှိတယ်ဖျားပွဲတွေမှာတော်တော်များများရှိပါတယ်ဘုံလေးတွေပေါ်ကြလာကြပြောရရင်ကျွန်တော်သားနဲ့တမီးနဲ့မိသားစုစုံစုံလေးနဲ့သွားတယ်နော်ခီးနေတယ်ဖြစ်ပါတယ်အဆိုင်ရတဲ့ဆိုတာပြောတယ်သွားတော့ကားနဲ့ဆိုလည်းမိသားစုလိုက်သွားတော့အဲဆိုဒီတမီးတွေချက်ပြုတ်လို့ခြိုင်းနေတဲ့ကြည့်တယ်လာကြတော့အခုကျွန်တော်တို့သွားနေတဲ့လမ်းကတော့အခရိုင်ရက်လက်လမ်းအရှိကြီးပါဟိုးဘက်ထိတာတောင်ကြီးကလော့တဲ့လဲဒါဗျာကားလို့လမ်းပေါက်တယ်အဲ့ဒီမှာဖြတ်တက်သွားပြီဒီတော့မနေ့ကတော့ရေကြီးသွားတဲ့အတွက်အချုပ်တရားလေးပျက်စီးသွားတဲ့အတွက်ပြင်ဆင်နေရတော့သွားမရတာလို့ရှိကြတာအခုတော့ပြန်ကောင်းပြီလို့ယူဆပါတယ်ကျွန်တော်လည်းအစားလုံးတော့တယ်သွားပြီပေါ့ဒီလမ်းကြောင်းပေါ်မှာကျွန်တော်တို့ကြေးရွာလေးတွေရှိတယ်နော်ရွှေမြို့ဆိုလာစီမံကိန်းကြီးတွေရှိတယ်ဗျဒီဆိုလာနေမှာရလာတဲ့ဒါအားတွေကိုဘယ်လိုသုံးချမလဲတော့ဒီကိုစီမံကိန်းတွေရှိတယ်တဲ့ချန်တွေတွေ့ရတယ်ဒီမှာလဲလူနေထိုင်မှုတွေလည်းတော်တော်တွေ့ရပါတယ်ဒီဘက်တွေတော့အရင်တော့ကတ်ကြော်ပေါ့ဗျာဒီမရောက်ပြီဘူးအပြင်လမ်းကနေသွားရတယ်ပြန်တယ်တော့ဒီဘက်တွေတိတ်ဘူးပဲပြုတ်ဒီကနေပေချိုးလိုက်ရင်ပေချိုးလိုက်တော့ပေချိုးလိုက်တော့ဒါကျန်ရတဲ့လိုက်ရောက်ပြီလာမယူရောက်ပြီကျွန်တော်တို့သွားမယ်ရွှေကြက်တောင်ရရင်တော့အဖားရှင်ခေါ်တယ်ဘုရားတို့တရားချစ်ကြံတဲ့နေရာလို့သိရပါတယ်ဘူးလည်းရှိတယ်တကူလာတို့ဝါစုလာတို့ဆိုရင်တော့တရားစခန်းနေဖွင့်နေပြီတရားပွဲတွေကျင်းပတယ်လို့သိရပါတယ်ကျွန်တော်တို့ဆက်ထွက်ဖို့တိုင်ပင်နေကြတာဖြစ်ပါတယ်တိုင်ပင်ပြီးတော့ကျွန်တော်တို့ဆက်ထွက်မယ်ຫນွေဥကာလရောက်တဲ့အတွက်မြက်တွေကတော့6တော့ပြီလေစောင်းအကုန်ຫນွေကူလေယူတွေလည်းတိုက်နေတဲ့ကာလဒါအဝေးကကြည့်လိုက်ရင်ဒါမျိုးလိုမီးကိုလိုလည်းဒါဒီနယ်မြေတော့မှာအများအားတွေ့ရပါတယ်ဒီကာလတွေမှာတောမီးလောင်တာပေါ့နေဘက်လောင်တယ်ညဘက်လောင်တယ်တောမီးတွေကနေမှာမီးကိုတွေဝေးနေတာပေါ့နော်ဒါမြင်ကွင်းတ
တိတ်မရှင်းလင်းဘူးပေါ့မရှင်းလင်းဘူးမြင်ကွင်းတကယ်ရှင်းလင်းပြီးတော့မှကြည်လင်ပြတ်သားပြီးလှပတဲ့အချိန်ကတော့မိုးရင်းရာတွေပေါ့ဒီဘက်ဒေသတွေမိုးရွာချလိုက်တဲ့အတွက်ကောင်းကင်ကနေဘာမျိုးဘာမှမရှိတဲ့အတွက်အားလုံးကရှင်းရှင်းလင်းလင်းနဲ့တိတိကျကျပြတ်ပြတ်သားသားရှုခင်းတွေကိုမြင်ရတာပေါ့ဒီကာလတွေကမြင်ရတဲ့အတိုင်းပဲလမ်းဖေးပါတောမီတွေကတော့တောက်လျှောက်လောင်နေတာပဲဒါအဲ့တော့မီးကိုတွေဥနေတာပေါ့ဒါဒီဖျားကိုသွားတဲ့အတွင်းလမ်းတောင်ပေါ်လမ်းလေးကိုကျွန်တော်စတက်တာဖြစ်ပါတယ်ဒီမှာမဟာဗောဓိကျောင်းတိုက်ပါညာဆိုဒီဆိုင်းဘုတ်ကဒါဟိုအတွင်းထဲကဘုံကျောင်းရဲ့ဆိုင်းဘုတ်ဖြစ်ပါတယ်ဒီကနေဝင်သွားရင်ဒါအရင်တော့ကတော့သူတို့မြေကြီးတဲ့တာတို့ကြောက်ထုတ်တဲ့လမ်းတွေဖြစ်ပါတော့ဒေသန္တရပေါ့ဗျာထင်းခုတ်တာတွေမီးသွေးဖုတ်တာတွေထုံဖုတ်တာတွေလည်းရှိနေတာပေါ့လေအဲ့လိုလမ်းတွေလည်းဖြစ်နိုင်ပါတယ်အဲ့တော့နေပြည်တော်နဲ့အနီးတစ်ဝိုက်မှာလက်ရှိခြေနေရကျွန်တော်တို့ adventure off road မောင်းလို့ရတဲ့လမ်းကြောင်းတောတောင်ရှုခင်းနေနဲ့ခက်ချမ်းချမ်းမောင်းခြင်းတယ်ဆိုတော့ဒီလမ်းကြောင်းလေးတွေကမိုက်တယ်ဗျဒါတစ်ဖက်လေမိုင်30လောက်တော့ရတယ်ဒါကားဝါသနာရှင်တွေဆိုင်ကယ်ဝါသနာရှင်တွေ off road မောင်းလို့ဆိုရင်ဒီလမ်းကြောင်းတွေကောင်းပါတယ်နေမြေလဲအေးချမ်းနဲ့ဘာမှတကူတကွက်ဘာညာမရှိပါဘူးအေးဆေးပဲတော်တော်ယူသားနဲ့ကြီးပြလေးရှိတယ်ဘုရားစီရီလေးရှိတယ်ဘုံကျောင်းလေးရှိတယ်စမ်းကျောင်းလေးတွေရှိမယ်တောင်တန်းလေးတွေရှိမယ်အပင်တွေကတော့ဒီချိန်ကတော့အကုန်အရွက်တွေပြိုင်ပြိုင်ကျနေတဲ့အချိန်ဒါနောင်လာမဲ့မတ်လအကုန်လောက်ဆိုရင်ကျွန်တော်တို့ကဒါရွက်အနုတွေဝေပြီးအစိုးညောင်းတွေအကုန်ထွက်ပြီးဧပြီလမိုးရပြဲလောက်ကျွာလာရင်တော့စိမ့်ဆူမြေသိပ်ပြီးတော့မှအလွန်တရာကောင်းတဲ့အချိန်ပဲတကြံပြီးလောက်ဆိုတာကျွန်တော်တို့ရမ်းမောင်းလို့ကောင်းတဲ့နေရာတွေပဲရှုခင်းနေတယ်တော်တော်လှတာကိုတွေ့ရတယ်ကျွန်တော်တို့ဒီလမ်းကြောင်းလေးဒီနေရာလေးတွေကိုအခုမှသိရတဲ့အတွက်ဒါအများကြီးနစ်နာပါတယ်ကျွန်တော်အစိုးရတဲ့သိရရင်အစိုးရမောင်းပါနေပြီးတော့လည်းမဝေးတဲ့အတွက်ဘာပဲပြောပြောအချိန်မပေးနိုင်တဲ့လူတွေအတွက်လည်းဒါ1 hour 2 hour 3 နာရီ4 နာရီလောက်ပေါ့နော်နေတစ်ပိုင်းလောက်အချိန်ရရင်ကိုဒါမောင်းနိုင်ပါတယ်အာသာပြီးမောင်းနိုင်တဲ့အနေအထားရှိပါတယ်ဒီဘက်မှာလေးကြအများဆုံးပေါက်တဲ့အင်ပင်အင်တော်တွေလည်းဒါတွေ့ရတာပေါ့နော်အင်ပင်တွေတွေ့ရမယ်နောက်အုံးရှိပင်တွေတွေ့ရမယ်အများသောအားဖြင့်နောက်ဝေယုံမှာတော့ကျတောင်းဝါတို့နောက်ဝနွယ်တို့ဝက်ဟိုတွေပေါ့နော်ဝက်ချစ်တွေပေါ့အဲ့ဒါတွေများတွေ့ရတယ်တခြားအပင်တွေကတော့တိတ်မဖြစ်တော့ဘူးဘာလို့ကြောက်ထွက်တဲ့နေရာတွေဖြစ်တဲ့အတွက်ကြောက်ကုန်းတွေပဲများတာပေါ့နော်။နေရာတွေကတော့နေရာတွေအလှပေါ့။ကြည့်ရတာ6 6သွေးတွေနဲ့ဈေးပဲတော့တော်တော်များများတွေ့ရတယ်။ရှယ်ရဲဈေးဒီချိန်။ဒါဒီဈေးလေးရတာပြောရတော့ organic ပဲ။တွေ့ရတယ်အကျဉ်တက်လေးတွေရတဲ့အတွက်တွေးတယ်ကိုလိုစထရောတန်တယ်ငယ်ငယ်တော့ဆိုကျွန်တော်တို့ဒါလေးတွေကိုပဲစားကြရတာပေါ့နော်ကလေးတွေစီသီးစားတယ်မလာကာသီးစားတယ်တပြေသီးစားတယ်စိမ်မန်းသီးစားတယ်တေးစားတယ်မပေါ်တဲ့နှစ်ကာလာတွေတော့လောခဲ့တဲ့3-40လောက်တော့ရှားပါပါတယ်ကျွန်တော်ငယ်တော့ရှိတဲ့ပင်တွေဘောစကိုင်းတီးတို့ပါရှိတဲ့မြတ်အကုန်ပတ်စားချင်ဒီရာကြီးကိုစုံလဲလွတ်တယ်ဒီရာကြီးကိုစုံလွတ်လို့ရတယ်စုံဖြတ်တယ်စုံလိုက်တယ်ဒီဘက်ကလေးတွေမှာစုံထုတ်တာတော့တိတ်မတွေ့ရဘူးပေါ့နော်လူကြီးတွေမှာတော့လူကြီးတွေလောင်းစားနဲ့ထုတ်တာတော့60ကျမှလက်ထုတ်ရလမ်းတွေကတော့ကောင်းပါတယ်တောင်ပေါ်လမ်းလို့လည်းခံစားရတယ်အယူမလားအပေါ်ရောက်လာလေရှူရင်းကြီးလို့ကောင်းတယ်မိုးရဲဆိုတာဒီချမ်းရိုးမှအစပ်ဟိုကပေါ့အိုးနေဘက်ကဒါချမ်းရိုးမှတွေကိုလည်းကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဒီချေကတော့မီးဟိုးတွေလူတွေဝေနေတဲ့အတွက်ဝေးရတောင်းတာတွေကိုတော့ကင်မရာနဲ့မမြင်နိုင်ဘူးမိုးရင်းဆိုတော့မိုးရင်းကြတယ်ကျွန်တော်တစ်ခေါက်လာမောင်းအောင်မယ်တော်တော်လှတဲ့နေရာတွေဖြစ်ပါတယ်မိုးရင်းမှာတော့နည်းနည်းလေးဝက်တွေဘာတွေတော့ရှိနေတာပေါ့အဲကြတော့လည်း feeling တစ်မျိုးပေါ့ဒီလို feeling တစ်မျိုးပေါ့ညာလူတို့တော့နည်းနည်းပူတယ်ဒါပေမဲ့အဲကုန်းမဖွင့်လို့ရတယ်ဘယ်တော့ဖွင့်မအောင်လဲအေးစီပဲဒါအဲ့လိုလိုကြီးပူတဲ့နေတာတော့မရှိပါဘူး
ဒီရွှေချက်တောင်ရဲ့ဖရာကတော့ရှေးအောင်ဖရာလို့သိရတယ်ဒါပေမဲ့သူ့တမန်ရောင်းတော့ကျွန်တော်အသေးလေးတော့မသိပါဘူးလေးလာတယ်ဒါပေမဲ့ဒီနေ့တစ်ဝိုက်ဒီမှာတော့အဲ့လိုအဘတို့အဖေတို့အဲ့လိုရှေ့ရနေခံတဲ့ပုံကူတို့ပုံကူများတွေရှိကြတာတွေတော့ဘူးသူတော်ရလေးလာနေရှိရပါတယ်ကျွန်တော်တို့တာဝတိဘက်ကစမတောင်ဆိုရင်လည်းဒါအဖေလူတို့အဖေနွဲ့တို့အရှင်အတွက်ဒီအတွက်ဒါမျိုးတွေလည်းရှိပါတယ်ဝိဇ္ဇာလိုင်းနေပေါ့လေဒါဘိုးမင်းကောင်တို့ဘိုးအောင်တို့ဒီလိုဟာမျိုးတွေလည်းဒီနယ်ကြောမှာတော့အဲ့လိုပုံကိုယ်တွေရဲ့နာမည်တွေရဲ့ဇေဒီတွေတည်ထားတာကိုလည်းဒါတွေ့ရတယ်ရေရာကြီးဘက်မှာဆိုတာကဲလင်းစိတ်ဘက်မှာဘုရားတဆူရှိတယ်ဟိုဘက်တောင်မူကျွန်းကုန်းအလုံးဘက်မှာလမ်းမေးမှာဘုရားတဆူရှိတယ်ဒီဘုရားတွေကသူကတမိုင်းเจ้าတွေတော့ရှိပါတယ်သူတို့တမိုင်းအဆက်เจ้าရာတွေရှိပါတယ်အဲ့တော့ဒီဘက်မှာလည်းဒါဒီလိုတရားကျင့်ကြံတဲ့ပုဂ္ဂိုလ်တယောက်နေထိုင်သွားတဲ့တောင်းလို့ဒါယူဆပါတယ်တိတ်တော့အမြင်ကြီးတော့မဟုတ်ပေမဲ့ဒီအညာဒေသလို့အနေနဲ့တော့မြင်တယ်လို့တော့ပြောလို့ရတာပေါ့လေဒါသူ့နောက်ကျောဆိုရင်တော့ဒါရှမ်းတောင်နဲ့ရောက်သွားရင်တော့အမြင်ကြီးဖြစ်သွားတာပေါ့ကျွန်တော်တို့ဒီတောင်ကျောတွေရဲ့နောက်ရောက်သွားရင်ဒါကျွန်တော်တို့ရှမ်းပြည်နယ်ပင်လောင်းကြားပြည်နယ်လွိုင်ကော်ဘက်ကိုသွားတဲ့ကင်းတာပင်လောင်းလွိုင်ကော်လမ်းမှာရှိပါတယ်အဲ့ဒီကနေသွားရင်တော့ဒါလိန်လီပြီးရင်တော့ပင်လောင်းညာဘက်ကိုသွားမယ်ဆိုရင်လွိုင်ကော်ဘက်ပေါ့ဘယ်ဘက်ကိုသွားမယ်ဆိုရင်တော့ကလောဘက်ကိုပြန်ပေါက်တာပေါ့နော်အဲ့ဒီကနေတောင်ကြီးဘက်ပေါ့အဲ့ဒီဘက်အောက်ဘက်ကဆင်းနေတာစီဆိုင်ဘန်းရင်ဘက်ကိုသူဖြတ်သွားတဲ့လမ်းတွေတော့ရှိတာပေါ့ဒါပင်လောင်းမရောက်ခင်မှာဆိုရင်ဒီလမ်းဘေးတွေမှာရေပူစမ်းတွေရှိတယ်နောက်ကတော့တိမ်ပင်လယ်နေရာတွေရှိတယ်လိန်နီတရားရှိတယ်နောက်တောင်ထီပွားစီဆိုတာပင်လောင်းမြို့ရောက်ခံဒီမှာကြောက်ကူကြီးနဲ့ဘုရားတွေရှိပါတယ်တော်တော်လှပါတယ်ရှုခင်းနေအရန်လှပါတယ်အခုတော့ဒီလမ်းကြောင်းကလည်းပြန်သွားလို့ရတယ်ပါပြီအေဂျင့်တွေပါပြီစိုက်ကယ်တွေကားတွေလိုင်းကားတွေအကုန်သွားလာနေပါလေဒါကြားပြည်နယ်လွိုင်ကော်ကိုလည်းဒါပုံမှန်မော်တော်ယာဉ်တွေသွားလာနေတာကိုလည်းဒါတွေ့ရပါတယ်မိသားစုလိုက် trick လေးတွေထွက်ချင်တယ်ကမ်ပင်းလေးတွေထိုးချင်တယ်ဆိုတာစောင်းတွင်းတို့ဒီဇင်ဘာတို့ဘာလို့ဆိုရင်တော့ဒီနေရာလေးတွေကသိကောင်းတဲ့နေရာပေါ့ရှုခင်းလဲလာမယ်ဒါကြီးလဲပူပြင်း6သွေးတဲ့နေတာမရှိသေးဘူးနော်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာပေါ့ဒီဘာသုံးပါလောက်မှာတော့ဒီနေရာလေးတွေကောင်းမှတင်တယ်လာမဲ့နေ့ဒီဇင်ဘာလောက်ကြာရင်တော့ကျွန်တော်တို့ဒီကိုလာကြည့်ပါဦးမယ်ဒီမှာရွက်ပြင်းတဲ့သူကမ်ပင်းထိုးချက်ပြုတ်စားတော့ပြီးနောက်နေ့မနေ့မှဒါရှုခင်းလေးကြည့်ပြီးအေးချမ်းအိမ်ပြန်လို့ရတာပေါ့တညနေ့ရက်လောက်ဆိုတာတင့်တော်ပါတယ်ပန်းဖြေနေတမျိုးပေါ့ဗျာနိုင်ငံတကာမှာတော့ဒီယဉ်ကျေးမှုတွေကကြာခဲ့ပါပြီကျွန်တော်တို့နိုင်ငံတွေမှာလွန်ခဲ့သောနှစ်3 4 5နှစ်ပေါ့အများစုနေတယ်ပေါ့နော်ကမ်းမင်းထိုးတဲ့အလေးတွေအနေချင်းကတော့ရှိကြပါတယ်ခင်မိတဲ့လူတွေသူနိုင်ငံတကာအတူတူရှိတဲ့လူတွေကတော့လွန်ခဲ့တဲ့10နှစ်20လောက်တည်းရတယ်ဒါကမ်းမင်းယဉ်ကျေးမှုသိရှိပြီးသားဖြစ်ပါတယ်အခုဒီဘက်ပိုင်းမှာတော့ဒါတော်တော်များများကတော့ဒီကနေ့အတွင်းမှာတော့ကမ်းမင်းရည်ရည်မှုကထုံးကားလာတာပေါ့နော်ဒီလို view point တွေတိမ်ပင်လေတွေဂျာကီသွားလုပ်ငန်းတွေမှာကမ်းမင်းတွေကိုတုံးလာတဲ့အတွက်ဒါကြောင့်ကမ်းမင်းရည်ရည်မှုကကျတော့မိသားစုလိုက်ဆိုတော့လုံးဝကောင်းပါတယ်ချက်ပြုတ်စားတော့ပြီးစီစီလုံးနဲ့ပျော်ပါနဲ့ relax ပေါ့ဗျာရှုခင်းလေးကြည့်ကျွန်တော်တို့မကြာခဏဒီလိုသွားရပါတယ်ကိုလည်းဒါခဏနားမယ်ဘယ်ဘက်ချမ်းမှကျွန်တော်တို့ဒါကုန်းမြင့်မြင့်လေးရှိတယ်အဲ့ဒီနေရာကနေပြီးတော့လှမ်းကြည့်လိုက်ရင်ကျွန်တော်တို့ဒီတက်ကုန်းကင်းတာတဝိုက်ကပေါ့နော်စိုက်ကင်းတွေတစ်ပင်တစ်တော်တွေချောင်းမြောင်းတွေဆဲတွေတောင်တန်းတွေကိုအကုန်မြင်ရတယ်ဒီနေရာတွေကဒါပေမဲ့အခုကာလတော့ကျွန်တော်ကပြောခဲ့တဲ့အတိုင်းပဲတောမီးတွေလောင်ထားတဲ့အတွက်မိခိုးတွေမြူတွေနဲ့ဆိုင်နေတဲ့အတွက်အဝေးကိုတော့ထင်းနေရှာရှာပြပြတတာမမြင်ရဘူးပေါ့နော်ဒါတခြားကြည့်ရင်တော့ဒါမိုးရင်းတို့ဆောင်းရင်းတို့မှာတော့ဒီစီလေးကိုမှတ်ထားပါဗျာဒီနေရာလေးကဒါတော်လေးကြည့်ကောင်းတဲ့နေရာပြန်ပြူလည်းရှိတယ်ဒါကမ်မင်းထိုးမယ်ဆိုရင်အဆင်ပြေတယ်ဗျရေဒီပါတွေလည်းရပါတယ်ရေဒီပါလည်းဒါတိတ်မွေးတဲ့နေရာမှာဖုံချောင်းတစ်ချောင်းရှိတယ်အဲ့ဒီကနေရေတွက်လို့ရတယ်ဒီနေရာလေးကနေကျွန်တော်တို့
ခဏကြည့်ကြမှာရှုခင်းလေးလှမ်းကြည့်ကြကြောက်ကုန်းဆိုရင်လည်းရှင်သန်တဲ့ပင်တွေအောင်ရှင်းတာပါပဲဒီဆွဲတော်ပင်တွေတို့နောက်ဆေးရိုးပင်တွေတို့ဇီးပင်ဝါးပင်အင်းပင်ဖြစ်ပါတယ်သူရွက်ပြတ်တော့ဖြစ်တဲ့တော်တော်များဖြစ်တယ်ကလေးကနေဘူးတော့တိတ်မလိုက်ချင်ဘူးဒါပေမဲ့လည်းဒီသန္တရအတွေ့အကြုံဆိုတော့ရတယ်ပါလေဒါခီးသွားလာတာကလေးတွေလည်းကောင်းပါတယ် knowledge ပေါ့နော်ဘူဒ္ဓဒေတာရဲ့အချက်လက်တွေဘူဒ္ဓတွေပေါင်းရောက်တဲ့အပင်တွေလမ်းကြောင်းတွေဓာတ်တွေနေမြေချီနေတွေယဉ်ကျေးမှုတွေစားတောက်တွေလူတွေဒါတွေအကုန်သိတယ်ပါလေလူငယ်တွေနေတယ်အဲတော့ခရီးကိုရသလောက်သွားတယ်ပါတယ်ခရီးမြန်မာသွားမှာအတွေ့အကြုံမြန်မာရမှာဖြစ်ပါတယ်အဲတော့ကလေးတွေကိုတော့ငယ်ငယ်တွေကတတ်နိုင်တော့ခရီးသွားတဲ့လေးထားကိုကျွန်တော်လုပ်ပါတယ်ဒါဇီးပင်လေးစီးတီးနေအောင်နော်စားလို့ကောင်းပါဇီးပဲလို့လေးဒီနေရာလေးဆိုတာကားပါကင်နေပါတယ်သူအစိုးရဒီနေရာလေးဆိုတာကမ်ပဲလေးနဲ့ကပ်ဆိုင်လေးလုပ်နေပေါ့လေစားတောက်ဆိုင်လေးနဲ့ပါတယ်ဗန်းဖြေစရာနေရာတစ်ခုဖြစ်လာမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကျဲလုံးဝကြိုက်သွားမယ်ခါကြီးဟောဒါထွက်ဒီကြောက်တုံးကြီးပေါ်ကနေကြည့်လိုက်ရင်ကျွန်တော်တို့ကဒီရှုခင်းကို360အကုန်မြင်ရတယ်ဒီနေရာလေးကနည်းနည်းမြင့်တဲ့နေရာလေးပေါ့ဗျာတောင်ကြီးမှာတော့နည်းနည်းလေးမြင့်တဲ့နေရာလေးပေါ့ရှုခင်းကတော့ဒါမိုးတွင်းတို့စောင်းတွင်းတို့ဆိုတော်တော်လှမဲ့နေရာလေးပဲဒါကြောင့်ဒီနေရာလေးကိုရွေးချယ်ပြီးတော့မှနောက်ပိုင်းတော့ကမ်မင်းထွန်းရင်ဒီနေရာလေးမှာကမ်ဆိုင်လာလို့မယ်လို့ဒါကျွန်တော်တို့ယာယီတက်မှတ်ထားတာပေါ့ဗျာယာယီတက်မှတ်လိုက်တာပေါ့နေမီအချိန်ကြီးရလဲအေးချမ်းရှိပါတယ်စွတ်စွတ်ထူထူတွေဘာမှဒီလူရက်တာတွေဒါဘာတခြားပေါ့နော်ကိစ္စတွေမရှိတဲ့အတွက်ကောင်းပါတယ်ဒီနေရာလေးမစိုးပါဘူးဒီနေရာဆက်သွားရင်လည်းကျွန်တော်တို့ဖုန်းကြောင်းတစ်ကြောင်းရှိသေးတယ်အဲ့ဖုန်းကြောင်းတွေကလည်းတော်တော်ပြူကောင်းတယ်ဆရာတော်တစ်ပါးပဲရှိတယ်ဖယားနဲ့စုလောက်တွေ့ရတယ်ဖုန်းကြောင်းလေးတစ်ပါးကြောင်းဆောင်လေးနေဆရာတော်တိတ်မတော်ဘူးပြောတယ်သူတရားပဲကျင့်နေတဲ့နေရာနေ့နဲ့နေခင်းဆိုတော့တိတ်ဆိတ်ပြီးတော့မှတရားထိုင်မဲ့လူတွေဆိုရင်လည်းကောင်းတဲ့နေရာပေါ့နော်ဒါကြောင့်ဟိုနာနာဒီနာနာမနီးမဝေးနေရာလေးတွေမှာတောင်ထိပ်လေးတွေမှာဖုံးကြောင်းလေးတွေကိုတွေ့ရတယ်ဇေဒီပထိုးလေးတွေကိုတွေ့ရတယ်တော်တော်များများရဟန်းတန်ဃာတွေတရားထိုင်မယ်အေးချမ်းနဲ့တရားကျင့်မယ်ဆိုရင်ဒီဘက်ကတောတောင်တွေကကောင်းပါတယ်ဘာကြောင့်လဲဆိုတော့အတန်မလန်လည်းတိတ်ဆိတ်တယ်ခြေပါညာလည်းရတယ်နောက်မြို့နယ်လည်းတိတ်မွေဘူးဒါမှသက်သက်ကြီးကောင်းတယ်ဝေးကျင်လည်းဝေးလဲလို့ရတယ်လို့နီးကျင်လည်းနီးလဲလို့ရတယ်အဲ့တော့ဒီလိုနေရာတွေမှာတရားကျင့်မယ်ဆိုရင်အစဉ်ပြေပြေနဲ့တရားကျင့်နိုင်လိမ့်မယ်လို့ယူဆပါတယ်ဒါအခက်ခဲတဲ့နေရာတွေကြတော့လေကိုယ့်ရဲ့စာဝန်နေရင်လည်းအသက်ရှင်ရက်တည်ကျမ်းမာရေးကိုလုံးဝနေရာတွေကိုတရားကျင့်ဖို့ကတော်တော်ကြိုးစားမှနေတာပေါ့နော်ဒါကြောင့်မလို့တရားကိုအေးအေးဆေးဆေးကျင့်ကြနိုင်တဲ့နေရာမျိုးမှာတရားကျင့်တာတော့ပိုပြီးကောင်းတာပေါ့နော်တရားရပုံမြန်မာလို့ယူဆပါတယ်ဒါကျွန်တော်တို့လည်းအသက်ကြီးလာလို့ဒါသာသနာ့ဘောင်နဲ့ဝင်ရောက်မယ်
အေးစီစီကျင့်ကြံမယ်ဆိုဒီလိုနေရာလေးတွေမှာကောင်းပါတယ်ဒါကြောင့်မြေလေးတွေလည်းဒါ9 ဧက10 ဧကလောက်ဝယ်ထားပြီးတော့မှကိုနှစ်သက်တဲ့အပင်လေးတွေစိုက်ထားမယ်အဆောက်အဦလေးတွေစောက်ထားမယ်ဆိုရင်ကိုအသက်ကြီးလာတဲ့အခါမှာကိုအေးချမ်းနဲ့တရားရှာလို့ရတာပေါ့ဗျာဘလူးမလည်းကိုတိတ်လာကြမလို့ကိုလည်းဘလူးမတွေးကြမလို့ပေါ့ဒါပေမဲ့ကိုအကြောင်းကိစ္စကြည့်လို့မြို့ပေါ်သွားမယ်ဆိုတော့နီးနီးနားနားပေါ့ကျမ်းမာရေးရလဲစေုံစီပင်ကနေဖို့ကိစ္စတွေလည်းရှိတာပေါ့လေဒီနေရာလေးကိုတော့ကျွန်တော်အဲ့ချက်လက်တွေနဲ့ပြည့်စုံတဲ့အတွက်ဒါလေးကိုတော့လောတယ်ညက်တက်ပါတယ်ဒီနေရာလေးတွေရွေးချယ်ပြီးကြုံကြိုက်မယ်ဆိုရင်လည်းဒါဒီနားလေးတွေပါတောတောင်စမ်းချောင်းလေးတွေပါတယ်ဒါမြေခွက်လေးတွေလည်းစုံစမ်းပြီးတော့ကျွန်တော်ဝယ်ပါမယ်ဝယ်ပြီးတော့မှဒါလေးကိုမိသားစုအားနဲ့ချိန်လေးလာအနားတူယူလို့ရတဲ့နေရာလေးပေါ့ဒီလိုလေးလုပ်တာပေါ့ကျွန်တော်တို့တောင်ပေါ်ကိုဆက်ထွက်ပါမယ်လက်ရှိရသေးလို့နေထားရတော့ကာရရရဲ့ feeling တော့ရတာပေါ့နေဘူးပေါ်ဘူးအောက်ဘူးနဲ့ရွက်ကြည့်ရင်တော့အေးအဝါသားတော့နည်းနည်းနေတာနောက်လာမတ်လကုန်ဧပြီလလောက်ဆိုရင်အကုန်ရွက်တွေထွက်ပြီးတောတွေကပြန်စိမ့်ဆိုပြည့်ပိတ်သွားအခုကတော့အယိုးပြန်ပြန်နဲ့အကုန်မြင်နေရတဲ့အနေထားကိုမြင်ခွင့်ရှင်းတာပေါ့နောက်တစ်လခွဲတော့ဆိုတာအကုန်မြင်ခွင့်ပိတ်သွားပြီပို့ပြီးတော့အေးတော့ပေါ့နော်ပို့အေးသွားမယ်အေးအဝါသားများတော့မီးကြိုးတွေကလမ်းနဲ့ထပ်တိုင်နေရတာတော်တော်နေရအောင်တွေ့ရလမ်းနဲ့နည်းနည်းတော့ပြီး50လောက်မှာပဲမီးကြိုးတွေထပ်တိုင်နေရရှိတယ်ပါတယ်လမ်းဘေးတော့အလွယ်လို့ဆိုပြီးတော့ထပ်တိုင်စိုက်သွားတဲ့အတွက်ဒီမီးကြိုးတွေနဲ့အောက်မှာလမ်းလျှောက်တဲ့လူတွေကားတွေဆိုင်ကတွေစီးတဲ့လူတွေအန်တယ်ရှိပါတယ်ဒါကိုတစ်စစ်ကလူတွေရတယ်ဒါတိထားတယ်ပါတယ်တိတိနဲ့လုပ်တယ်ဆိုတော့ဒါမဖြစ်သင့်ဘူးပေါ့ဗျာအလွယ်မလိုက်သင့်ဘူးလမ်းနဲ့ဘယ်နှပေမှာဓာတ်တိုင်ဆိုင်ရမယ်ဆိုတော့သူတို့ဌာနတွေမှာလည်းတတ်မှတ်ချက်တွေရှိမှာပေါ့တက်ဆိုင်ရာဌာနတွေရဲ့တတ်မှတ်ချက်ကိုလည်းအောက်ကလူတွေကလိုက်နာဖို့လိုပါတယ်ဒါတိတိကျကျလုပ်တင်ပါတယ်နောက်မှပြင်ရတာကြတော့အဆင်မပြေဘူးပေါ့ဗျာကျွန်တော်တို့မြို့ပေါ်တွေမှာလည်းတွေ့ပါတယ်စိုက်တဲ့လူကအပင်တွေစိုက်သွားတယ်အဲ့တော့အပင်ကအရင်ဖြစ်တာလားဓာတ်တိုင်ကအရင်စိုက်တာလားအပင်ကအရင်ဖြစ်တယ်ဆိုတော့လည်းဒီအပင်နဲ့ဝေးတဲ့နေရာမှာဓာတ်တိုင်စပြီးတော့စိုက်ပေါ့ဗျာမဟုတ်ဘူးအပင်နဲ့ဓာတ်တိုင်နဲ့ကတ်ဆိုင်တယ်ဓာတ်တိုင်ဆိုင်ပြီးမှအပင်ကတက်လာတော့ခိုင်းကိုခုတ်ပစ်တယ်ခုတ်တော့လဲဒီချာမညွန်ကြမကြက်မှတ်တော့ပြစ်စလက်ခတ်ဒီအပင်တွေကိုစုပ်ပြတ်တတ်နေအောင်ပုံပြတ်ပန်းပြတ်ရုပ်ပြတ်စေပဲဖြစ်အောင်ခုတ်ချပြီးထားခဲ့တယ်တူတူတန်လန်းနေစိုက်တဲ့ကောင်စိုက်တယ်ခုတ်တဲ့ကောင်ခုတ်တယ်ဖြစ်ချင်လို့ဖြစ်နေတဲ့လမ်းတွေလည်းတွေ့ရတာအများကြီးပါပဲဒါဌာနဆိုင်ရာဌာနမညီနိုင်တာပေါင်းစပ်မှုမရှိတာပေါ်လွင်ပါတယ်တကယ်ကတော့သူမီးရိုးလို့ပါတော့သူအပင်ကလမ်းဘေးအပင်သူကသူစိုက်ထားတယ်ရှိပြီးသားဆိုရင်ဓာတ်တိုင်ကတတ်ကိုအတွင်းထဲမှာသူကသူလိုင်းနဲ့ဒါမီးရိုးသွယ်တင်ပါတယ်အလွယ်လိုက်ပြီးတော့လမ်းဘေးမှာမသွယ်တင်ပါဘူးပြီးတော့ဘေးနားအပင်ရန်ရှာတာတော့ဒါအဆင်မပြေပါဘူးတစ်ပယ်ဖြစ်ဖို့ဆိုတော့လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးဒါ10နှစ်အနည်း20စောင့်ရတာခုံးရတာလွယ်ပါတယ်ဒါတမနက်ကလေးပဲဒုံဓာတ်နဲ့10ရက်လောက်လွှတ်နေတိုက်လိုက်ဘာမှမကြောက်ဘူးဒါပေမဲ့အဲ့ခုတ်တာကိုပဲတစ်ပယ်ခုတ်တာမှာလဲ valence နဲ့ပေါ့နော်ညာဘက်ကဂိုင်းခုတ်တယ်ဆိုဘယ်ဘက်ကဂိုင်းလဲခုတ်မှရအောင်လူလိုပေါ့ဗျာဟိုကတခြားနဲ့ခုတ်သွားတဲ့ပင်တွေလည်းအများကြီးရကြအောင်မလေးလားအောင်အများကြီးတွေ့ရတယ်ကျွန်တော်ဒီကုတ်ကိုပင်ကြီးတွေတို့နှစ်ပေါင်း80 100ကျွန်တော်တို့အသက်ကြီးတယ်ဒုတိယကမ္ဘာစစ်လောက်တည်းရှိနေတဲ့ကုတ်ကိုပင်တွေတော့ရှိလမ်းမှာရှိနေတဲ့ဂိုင်းတွေအကုန်ခုတ်ချသွားတယ်တစ်ဖက်မှာဘာမှမခုတ်တော့ဒီအပင်ကအကြကြပဲခံမယ်သူဂိုင်းရှိတဲ့ဘက်ကိုစောင်းလာတာအမြင့်ကထိုးကွယ်လှန်လာတယ်ဖြစ်လာအဲ့တော့အဲ့အဂိုင်းတွေလည်းအကုန်ခံလဲလမ်းခင်းတဲ့နေရာမှာအကုန်ကတည်းကကြိုတဲ့နေရာတွေမှာတုံးပလိုက်တာ
လမ်းဘေးရပဲလေကျွန်တော်ခဏခဏမေးခွန်းထုတ်သလိုပဲဘယ်ဌာနကတောင်းယူပါလဲဘယ်ဌာနမှာတောင်းရှိတာလဲလမ်းဘေးရတစ်ပင်တွေရေရှည်တည်တတ်ခိုင်မြဲဖို့စောက်လို့ရတောင်းရှိတာလားစီပင်ကတောင်းရှိတာလားတစ်တော်ကတောင်းရှိတာလားတက်ဆိုင်ရာမြို့နယ်ထွေအုပ်ကတောင်းရှိတာလားဘယ်သူကရှိတာလဲကျွန်တော်မသိဘူးအဲတစ်ပင်တွေကိုထိန်းသိမ်းမှုလိုအပ်ပါတယ်အပင်နေရာရှိတယ်တပင်တစ်ခိုင်းခုတ်ရင်တော့ခိုင်းနေရရတာဟုတ်ဘယ်သူမှလည်းမသိလိုက်ခုတ်သွားတယ်အားလုံးကဝိုင်းဝန်းဆောက်ရှောက်ဖို့လည်းလိုအပ်ပါတယ်တစ်ပင်တစ်တော်နဲ့ပတ်သက်ပြီးကျွန်တော်တို့လောကကြီးကမ္ဘာနဲ့ဆိုင်ပါတယ်ဒီကိစ္စတွေလူသားတိုင်းမှာလည်းတောင်းရှိပါတယ်တစ်ပင်ခုတ်တဲ့လူတွေဘယ်သူကလဲဟန်တာပါဖြစ်ပါတယ်သက်ဆိုင်ရာအာဏာပိုင်တဲ့လူတောင်းရှိလူတွေရေးယူတဲ့အာဏာတွေတော့ဖြစ်ပါတယ်ဒါမှကျွန်တော်တို့ဘာရေးရှိစိနေဆိုပြီးတော့ဖြစ်ပါတယ်ဒီနောက်ပိုင်းမှာတစ်ပင်တစ်တော်တွေဒါတော်တော်ရှားပါလာတဲ့အတွက်ပူပြင်းလာတဲ့ရာသီဥတုတွေပြောင်းလဲလာတာတော့လူတိုင်းဟာအနေနဲ့တော့တစ်ထက်ကိုပေတယ်ပဲတော့စိုက်နိုင်ကိုကျွန်တော်တို့ပင်စေစုနဲ့တစုဆိုအများကြီးဖြစ်လာအစိုက်တဲ့လူကစိုက်တယ်မစိုက်တဲ့လူကမစိုက်ခိုးတဲ့လူကခိုးတယ်စူးကမ်းတဲ့ခိုးတဲ့လူကခိုးတယ်အဲ့တော့အပင်ကနေပေါ်လာကြတဲ့လဲတဲ့နေတာတောင်းတယ်လို့တောင်းပလုံးတွေပြင်လာတယ်ဒီသာသနာနယ်မြေတွေပါတော့ပဲတစ်ပင်တော်တွေကကျန်တာပေါ့ကျန်တာတွေကတောင်းလို့ပါပဲမရှိဘူးအဲ့တော့ဘာဖြစ်လဲဆိုစံကြောင်းတွေချောင်းကြောင်းတွေရေတွေခန်းတော့ရေထွက်တွေခန်းတော့မြစ်တွေပါကောလာတယ်ချောင်းတွေကောလာတယ်တောင်းပလုံးတွေရှားလာတယ်အကျိုးဆက်တွေကတော့အများကြီးပါပဲအနောက်လူငယ်တွေမျိုးဆက်တွေဒီအတီးတွေတို့ပြပြီးလို့ပါတယ်လူတိုင်းမှာတောင်းရှိပါတယ်နားတော့ဒီတော့ဝေးလာတာလည်းများတောင်းလဲရောက်လာတာလည်းများပို့ပြီးတော့ကျန်းလာတာပြရပါတယ်ဟုတ်ပါ
တပည့်ကိုအပိုင်းဘိုးရဘဘွန်းနေပါလေဖိုးဝီးထဲဘွန်းနေပဲကြောက်မိုးလို့ဖိုင်ကြောက်ချုံးတွေတော့ဒီခါတားရအောင်ဖိုးဖွယ်ဘေးတိုင်တားရပါအပါဆုံးပိုင်းကဘေးတိုင်ဘေးပဲအဲ့ဘေးကိုကမြည်လို့ချုံနဲ့ဖိုးဖွယ်လာဘယ်တော့တောင်းလိုက်တယ်မရအဲ့ဒါတောင်းနေမှာကြီးနေရတယ်မြက်ပြီဟမ်ကြီးကြလိုက်တာငွားတွေမှာတားရအောင်စားတော့ငွားတော့ဘိုးရအများကြီးအေးကြတယ်ကျက်တော့ဘောဘာနဲ့သာသနာပြုလို့ကျောက်ထုတ်လို့ရတယ်ကျောက်ထုတ်လို့ရတယ်တန်နေတယ်ဘောမတောင်းနေ
ဒီနေ့မှလာတယ်သုံးလုံး The subscriber you dialed is busy now. Please ထောင်း return တာဖုန်း later. ထောင်းတာဒီနောင်နဲ့ဒါကျွန်တော်ရက်ပွားနေတယ်ပေါ့လေအဲ့ဒါဘုံစတာပဲ ဒါသူကရွှေကျက်တောင်အောက်ကျောင်းပေါ့တောင်ပေါ်ကတော့နောက်ထပ်တောင်2တောင်လောက်ဆက်ကြော်ပြီးမှရောက်ဒီမှာလည်းဖျားရအများကြီးပဲ ဝိဇ္ဇာတဲတဲ့ဖေရတယ်နော် ဒီမှာတော့ပိုက်လိုင်းလည်းတွေ့ရတယ်ရေလည်းရှိတယ်ပေါ့ရေကတောင်ကျချောင်းကနေတွေ့ရတာဆို24နာရီရတယ်ပြီးတော့ရေကတော်တော်အေးအေးလေး ဖေရတာလေးတွေ တားလေးကိုပြောတော့ ဩ
ခုနဘုန်းကြီးကျောင်းကာလအဟောင်းကဒီကိုပေါက်တဲ့သဘောရှိဟုတ်လားတခုတော့မားနေကားဘိန်းတွေပါများပေါက်သွားပြီလားအားလေးမလို့မားတော့မလို့ဒီနားကြီးဒီကောင်လေးကိုပြအနောက်ကောက်ကိုကျွန်တော်တို့စောင့်နေတာပေါ့နော်ချောင်းဖြတ်ပြီးတော့အဲချောင်းလေးကတော့သူက12ရာဒီရှည်ရှိပါတယ်ရေရနိုင်တာပေါ့နော်ဒီဘက်ဘေးတွေမှာစိုက်ပျိုးရေးတွေလုံးဝဆိုလည်းအဆင်ပြေတာပေါ့ချောင်းကနည်းနည်းလေးချောင်းကူရတာကြတော့ဖြစ်ပြီးကူနေကျွန်တော်တို့တောင်ပေါ်ဆက်တက်ပါမယ်တောင်ပေါ်မှာထူးခြားတာလေးတစ်ခုကတော့ဒေတာတတ်မှတ်ချက်ပေါ့ဒေတာတတ်မှတ်ချက်ကကြက်သားတွေပါတင်လို့မရဘူးကြက်သားဟင်းတွေပါချက်ပြီးတော့တည်သွားလို့မရဘူးကြက်သားတွေကြက်ဥတွေတောင်ပေါ်ကိုတင်လို့မရပါဘူးပေါ်ရောက်တော့လည်းမေးတော့ရင်တော့တတ်မှတ်ချက်ပေါ့အခုတော့လည်းမပြောတော့ဘူးလို့တော့ပြောတာပေါ့လေဒါပေမဲ့ကျွန်တော်တို့တခြား data လာတဲ့လူတွေအနေနဲ့စိတ်တက်တက်နဲ့တွားလို့လာလို့ရအောင်သူ့ရဲ့ data သရတတ်မှတ်ချက်တွေကိုရှောင်ရှားတာတတိထားတာတော့အကောင်းဆုံးပါပဲဒါကြောင့်ကျွန်တော်တို့ကြက်သားတို့ကြက်ဥတို့ချက်မလာပါဘူးကျွန်တော်တို့အမေယန်ဒီတို့ငပီတောင်းနောက်ငချောက်ကြိုလေးနဲ့ထမင်းပေါ့လေအဲ့ဒါလေးနဲ့နောက်တခြားဇက်သား6တို့ပါတော့အဲ့ဒါလေးတဲလာတာပေါ့အတောင်တက်တဲ့လမ်းမှာတောင်စတက်နေပြီပေါ့ဖြည်းဖြည်းချင်းတက်နေကြပါဒါလမ်းမှာတွေ့ရတဲ့ငကယုံပြားဖြစ်ပါတယ်ရေကန်လေးနဲ့ရေလည်းရှိတာကိုတွေ့ရပါတယ်တရားစပြီးတော့ကျွန်တော်တို့တောင်ပေါ်ဟိုဒါတေချာတော်ရဲကနေနည်းနည်းစတက်ပြီပေါ့လေအဲ့တော့လမ်းကျင်းတယ်ဒါပေမဲ့ wheel truck ပဲရှိတဲ့အတွက်နည်းနည်းမောင်းရတာခက်တာပေါ့လေလမ်းကိုအတုံးမပြုတ်ထားတာလည်းကြားတာဖြစ်တဲ့အတွက်တချို့နေရာလေးတွေပြန်ပြင်လိုက်ရင်တော့ကောင်းသွားမှာပါတဲဖို့မြေဖို့လုပ်လိုက်အခုကတော့ပြစ်ထားတဲ့လမ်းတိုင်းကိုပဲမောင်းရတဲ့အခြေအနေဖြစ်တဲ့အတွက်လမ်းလေးကနည်းနည်းလေးတော့တတိထားပြီးမောင်းရတာပေါ့လေမကျွမ်းကျင်တဲ့လူဆိုရင်တော့နည်းနည်းတတိထားရတာပေါ့ကျွမ်းကျင်မောင်းတဲ့လူတွေကတော့ပြဿနာမရှိပါဘူးဒီလမ်းလောက်ကတော့ကားကတော့တောင်တက်တဲ့နေရာမှာတော့ safe ဖြစ်ဖို့တော့လိုတာပေါ့အော်တိုဂီယာတွေဆိုတော့ပို့ပြီးတော့တတိထားဖို့လိုပါတယ်မန်နျူရယ်ကတော့ဂီယာမနိုင်လဲချိန်လို့ရတယ်မရလဲဂျတ်ထားလိုက်လို့ရတယ်အော်တိုဂီယာကတော့မနိုင်ဘူးဆို L2 ချိန်လို့မရဘူးဆိုရင်တော့ 4 wheel ထည့်တာတို့ဒါမျိုးတွေလုံနိုင်ဖို့အတွက် brake ကောင်းဖို့လည်းလိုပါတယ်တောင်တက်လမ်းတွေဆိုရင်တော့တော်ရင်းတောင်တက်လမ်းတွေတောင်းမယ်ဆိုရင်တော့ကိုကားကိုမသွားခင်မှာဒါအောက်ပိုင်း brake အင်ဂျင်ပိုင်းဆိုင်ရာကိစ္စတွေစစ်ဆေးပြီးမှသွားတာတော့အကောင်းဆုံးပါပဲကျွန်တော်တို့ထွက်ပါမယ်နောက်ကနည်းနည်းမမောင်းရတဲ့ခါတွေမှာကျွန်တော်ရှေ့ကိုမောင်းလိုက်နောက်ကကောင်းကိုတော့ပြန်မောင်းပေးလိုက်အဲ့လိုဟာမျိုးနည်းနည်းခက်တဲ့နေရာတောင်တက်လမ်း3နေရာလောက်ကိုတော့ကျွန်တော်မောင်းပေးလိုက်ရတာပေါ့နော်ပြီးရင်တော့ဒါတောင်ပေါ်ထိတော့ဆက်ရောက်သွားတာပါပဲတော့တောင်တော်ဘာကအလှပါတွေကတော့ဒီချိန်မှာတော့သိပ်မရှိသေးဘူးဒါပူပြင်းပြီးတော့6သွေးနေတဲ့အတွက်နောက်ကျွန်တော်ပြောသလိုတစ်လခွဲလောက်ကြာတော့ဒီတောင်လေးရတာတော်တော်စိတ်ဆိုးပြီးလှပနေမှာဖြစ်ပါတယ်ဒါရွက်တွေအစိုးညောင်းတွေဖူးတွေထွက်လာပြီဆိုရင်ဒါကျေးငှက်တာကားတွေကလည်းအများကြီးဒါရောက်လာမှာပေါ့နော်အဲတောင်ပေါ်ကနေကြီးတဲ့ရှူခင်းရတယ်ဒါတော်တော်လေးကြည့်လို့ကောင်းပါတယ်လှလည်းလှပါတယ်ဒါနေဝင်ချိန်အစဆန်းဆက်ကစကြည့်လို့ရတဲ့တောင်ထိပ်လေးလည်းရှိတယ်အဲတော့များသောအားဖြင့်တောင်ပေါ်မှာတော့နှစ်ပွဲပဲရှိတာပေါ့
တစ်နှစ်လုံးမှာလူစီတာနှစ်ပွဲရှိတယ်ဧပြီလပေါ့နော်တကြမ်းမှာဒုံလဘရဟန်းခံကြတယ်နောက်တရားစခန်းတွေဖွင့်ကြတာပြီးရင်တော့နောက်တစ်ပွဲကတော့ဝါသူပန်းကူကာလာပေါ့အဲ့ကာလာတွေပါစီတယ်ကျန်တဲ့ချိန်ကတော့ပုံမှန်ပါပဲရိုက်နေတာပဲဆိုတာစမ်းပိုင်းမထားဘူးရိုက်ဒီလိုနှစ်လိုင်းပဲသွားနေနေရတယ်တော့မောင်းပြပါရ နှစ်လားကြီးပဲကောဟုတ်လေဒီဘေးကဘေးရပဲဒါကိုသွားလွာတော့တိတ်တိတ်ထားတယ်အမောင်းလားဒီရှိရတဲ့သားလေးဘယ်တော့ထိရတယ်ဘယ်တော့ ဝေးသေးလား ဟမဘိုးကြိုက်သားပါရိုက်သူ့ကောက်ရိုက်ရအောင် ကားနဲ့တက်ဖို့ပဲစဉ်းစား သူ့ကောက်တော့ကောက်မောင်းရမှာရောမအင်းနဲ့ခဏလေးသုံးမိနစ်ပဲပြေးရလိုက် 哪里跟哪里？这老外么？那地老毛没来呢。没来了，公妹嘛那个。哇，然后，要。
ကြီးရောပဲ ဒါပေမဲ့ဒါရက်တက်တာမများဘူးခုနတက်တာကြီးလည်းဖိပြီးတော့တက်တယ်အခုကမှန်တော့ပဲဘယ်လဲလဲဒီတော့လည်းရော 没有关。 ဟုတ်တယ်လေဟောမမရဘူးဘယ်ပြဘယ်အဲ့မပြောတဲ့စီလည်းမရဘူးမရဘူးရွှေချက်တောင်တော်ပေါ်သူတော့ရောက်ရှိလာပါပြီဒီပေါ်မှာဖုန်းကြောင်းကလည်းတော်တော်ခန့်ခန့်ကြီးကြီးမားမားပဲမြတ်ရတနာဓမ္မဖိတ်မှန်တဲ့တေချာဆောက်ထားတယ်ဗောနော်ဒီပေါ်တော့တော်တော်ခက်ခက်တက်ခဲ့ရတာအမှန်ပဲလမ်းကလည်းကျင်မက်ကလည်းမဆောက်ကိုရလည်းကိုကောက်ဆိုတော့လေဖိုးဝီကားတွေနဲ့ပဲလာမရမှာပါကားသေးနဲ့တော့ဘလို့မှအဆင်မပြေနိုင်ဘူးကဲဒီမှာ lunch ပေါ့နော်ခွေးလေးလည်းရှိတယ်တောက်ယူကတော့အေးနေမဲ့ပုံပဲ အကြာကြီးတော့သူတော် ညောင် ပြန်ကြည့်တယ်မကြည့်နဲ့ကဲရွှေချက်ဖတ်တော့တက်ပါပြီလား
လူရည်ဆိုတော့ရဖြည်းဖြည်းတော့တော့လေကားဆိုရင်ကောင်းတယ်နော်ဒီလိုကတော့ဒါကတော့ဆိုင်ရတက်လို့ရအောင်အင်ဂျင်ကောင်းတက်လို့ရစက်တယ်မယ်ဒီပြတဲ့ဟုတ်ရလားဟုတ်တယ်ဟာလူရောက်ပါတော့နေပါလေဟာတိတ်ကောင်းတဲ့နေရာပေါ့တိတ်ကောင်းတဲ့နေရာပေါ့ဟာကြည့်အောင်ရှူခင်းအိုးချောင်းကြီးနဲ့ဘိုးရင်းဆိုဘယ်လောက်လှမလဲဒီမှာကဲလာတယ်တော့ကဲလာတယ်ကဲလာတယ်မှာဖះနဲ့ဖုံးကြောင်းနဲ့ဆယ်ရီအပြည့်ပဲဒီဘက်ကဒါပေါင်းလောင်းတက်တော့ပင်လောင်းလမ်းပေါ့ပင်လောင်းလမ်းအောင်တော့ကဲသွားကြအောင်အဲ့ဒါဓာတ်ပုံရမလားညစီစာ
ဒီချင်းကတော့တရွက်လဲဖို့တော့မှတော့လို့ယူပါ ဒီနောက်မိသား ဒီဘောကပို့ပြီးတော့မြင်နေရကောင်းသေးတယ်နော်ကျဲလဲကျဲဒီမှာဓမ္မယုံအကြောင်းတွေအများကြီးဆောက်လို့ရတယ်ကဲကျွန်တော်တို့ရွှေကျက်ကြောင်းတော်ရကြောင်းသမိုင်းဝင်စီရီရောက်ပါပြီထောင်းတဲ့ဒီဘက်ရည်တွေကတော့အင်းပင်တွေအင်းတော်တွေပေါ်ပါတယ်ဒီချင်းကတော့တပေါင်းလားရာသီဖြစ်တဲ့အတွက်အရဟောင်းတွေကျွေပြီးရက်တွေအဖူးအဆုပ်အကြောင်းထွက်တော့မှာဖြစ်ပါတယ်နောက်တစ်လောက်ဆိုတော့ဒီတော်ဒီတောင်နဲ့အရန်လှပသွားပါပြီရွှေစိမ်းနေနဲ့ဝေးပြီး6ပိတ်တပေါင်းတကူအရန်လှပါအရန်နေလို့လည်းကောင်းပါတယ်မိုးတကယ်တော့ချပြီးတော့အေးတော့စိတ်ကြွစေဒီတော့တဲ့ဒီမှာဟိုဘက်ကဟာအဟောင်းဖြစ်မှထင်နော်သေးတယ်အဲ့ဒါဘာကြောင်းဆောင်လေးဖြစ်ပါလဲဒီရှိမှာကြောင်းရှိမှာရွှေကျက်တောင်လိုက်တာဒီတမန်စေရီဟောင်းမူလရဘူးစေရီဖြစ်ပါတယ်ကဲကျွန်တော်တို့ပြားပို့ပြီးတော့ပြီအထီးတော့နေပါဖြစ်ကဲပြန်ဆင်းပါမယ်ဖုန်းမိလားဒါလေးတယ်လီဖုန်းမိလားလိုင်းမမေးခုနလေးပဲမေးရနော်ခုနနေရအင်တာနက်ပါမေးကဲပြန်ဆင်းကြရအောင်ဒါအောင်တပြေးပင်လေးစိုက်တာဟုတ်တယ်ဖះပန်းပင်လေးစိုက်ထားလာပြီးပြီတောက်ပါနော်ရွက်လှတော့ပါတော့ဟုတ်တယ်ဒါလည်းကျွန်တော်တို့ရှမ်းပြည်ကဖရားတွေဆိုဒီလိုရှေ့မှာသူကထွန်းလိုက်တာမြေကြီးတဲ့တခါလဲအဲရွာလာပင်ကြီးစိုက်လိုက်တာပစနာရာဒီဖရားဘာကတ်ထားဆိုစေးအဲ့လိုလုပ်ထားတာငုံပတ်တယ်ဟုတ်တယ်ဒီတိုင်းကျတော့ဖရားဘာအိုးတွေပါနေတိတယ်မှာခြေတွေပါလဲဘာညာလူမြဲမရှိတဲ့နေရာဆိုရင်ခက်တယ်လေလူမြဲမရှိတဲ့ဈေးတော်တွေဆိုရင်အဲ့လိုထွန်းပြီးတော့မြေကြီးထဲမှာရွက်လှကိုတခါလဲစိုက်ထည့်ထားတယ်အဲ့ဒီဟာလည်းမဆိုးဘူးကျွန်တော်ကြားထားတယ်ဆောင်းတန်းကြီးကဆောက်တယ်ဆောင်းတန်းကြီးဆောင်းနောက်ဒါမျိုးဆိုဟိုလမ်းခင်းတဲ့အဖွဲတွေသုံးတဲ့ဟိုလေမှုတ်တဲ့ဖက်ရှိရယ်နော်အကောင်နဲ့မှုတ်ချတယ်လားခဏလေးဒီတေးရ60လွတ်ထွက်တော့အဲ့နှလုံးလောက်သူလဲတာလည်းအများကြီးတက်တာဒီစကြင်ကြောက်တွေကငါက original ရှိတာလားဟုတ်တယ်ကျွန်တော်ကကြောက်တုံးကျွန်တော်ပြန်နေလမ်းမှာလားဟုတ်တယ်ဟုတ်တယ်ဟုတ်လားဟုတ်တယ်ဟောဒီနာဟုတ်ဒီအောက်ဒါလေးအောက်လမ်းမှာအပေါ်လမ်းမရတော့ပြတ်သွားမိုးရင်းရေတိုက်စား
ဖြည်းဖြည်းဆင်းအောင်တော့ဒါကြောက်တုံးတွေ slip ဖြစ်တယ်ဒီနားတော့မှတ်တာပဲဖြည်းဖြည်းဒါလေးကြော်လဲမယ်ဖြည်းဖြည်းစင်းစောက်ဘိုးရဆိုရင်ကြီးနေနော် 看这个我这个运气很好。土地好呢。 教你教你，这天一般新年盘够你。 ဧကတရားနေရ ဟ
မ်းလှပါတယ်မိုးလေးဆိုတော်တော်ကိုလှမနေရလေးဒီနေရာလေးကိုတော့သဘောကျတယ်သဘောကျတယ် view point လို့ရတာပေါ့နော်ဒီနေရာလေးကဖေးရပြန်လာလူတွေဒီမှာနာလို့ရမှာမစိုးဒီနားမှာဆိုင်ပဲဖြစ်ဖြစ်ကဲဆောက်ပဲဖြစ်ဖြစ်လို့လုပ်ထားနိုင်တော့မစိုး